ဟုတ်ကဲ့ပါ Manchester United ပရိသတ်တွေအတွက်တော့တကယ်ကိုတရင်ကောင်းတစ်ခုပါပဲအားလုံးစောင့်မျှော်နေကြတဲ့တိုက်စစ်ကစားသမား Benjamin Sesko သူအသင်းစီဘယ်တော့ပြန်လာမလဲဆိုတဲ့မေးခွန်းအတွက်အဖြေကတော့ထွက်လာပါပြီဆိုတော့လေအတော်လေးကြာကြာစောင့်ခဲ့ရတယ်မလားအခုတော့ Benjamin Sesko ဘလွန်းပြန်လာမလဲဆိုတာတိတိကျကျသိရပါပြီဒီစောင့်ဆိုင်မှုတွေကတော့ပြီးဆုံးတော့မှာပါဒီသတင်းကဘယ်ကားလာလဲဆိုတော့ Sky Sports ကနာမည်ကြီး journalist Rob Dorsey ကသူကပြောထားတယ်ဆိုရင်လာမယ့်ဒီဇင်ဘာ15ရက်နေ့ Brand May ပေါ်မှာ Sesko ကိုပြန်မြင်ဖို့မျှော်လင့်လို့ရပြီတဲ့ဒါကသူ့အတွက်ပြင်မဲ့ထားရပွဲပါပဲဟုတ်ပြီအပိုက်တစ်ခုကိုတွားကြည့်အောင်ပြန်လဲနာလန်တွေခရီးစဉ်ပေါ့တန်ရရောက်ထားတဲ့အချိန်ကနေအခုလိုပြန်ကစားနိုင်တော့မယ့်အခြေအနေအထိဘယ်လိုစင့်တီဖြတ်တန်းခဲ့ရလဲဆိုတာကိုတစ်ချက်ကြည့်လိုက်ကြအောင်ဒီဇလာနွေမာလာကတော့တော်တင်ဟန်နဲ့ပွဲမှာဒူးတန်ရာရတော့အာနေစခဲ့တာပေါ့ဒါပေမဲ့ကောင်းတဲ့အချက်ကတန်ရာကတွေ့မပြင်းထန်ခဲ့ဘူးကလပ်ကခံမှန်းထားတဲ့အတိုင်းပဲတလလောက်အတွင်းမှာပဲသူတယောက်တည်းလက်ကျင်ထန်တွေပြန်ဆင်းနိုင်ခဲ့တယ်အခုဆိုရင်အချင်းစရာအတိုင်းတက်ပြန်လာဖို့အဆင်သင့်ဖြစ်နေပါပြီကဲနောက်တစ်ပိုင်းကတော့နီးပြရဲ့မဟာဗျူဟာအကြောင်းပါသူပြန်လာတာကတော့ဟုတ်ပြီဒါပေမဲ့ပိုပြီးစိတ်ဝင်စားစရာကောင်းတာကအတင်းကသူ့ကိုဘလို့ပြန်ပြီးအဝင်ခွင့်ကြဖျောင်းလို့ပြင်မလဲဆိုတာပဲနီးပြကဘလို့ plan မျိုးနဲ့သူ့ကိုပြန်သုံးပါလဲချက်ချင်းကြီးပွဲထွက်လူစားရင်းနဲ့ထေးလိုက်မှာတော့မဟုတ်တော့ပါဘူးအများစုခမှန်းနေကြသလိုပဲပွဲပြီးခါနီးမိနစ်ပိုင်းလောက်မှာအရန်ခုံကနေလူစားဝင်ကစားသမားအနေနဲ့ဖြည်းဖြည်းချင်းပြန်ဆောက်ဖို့များပါတယ်ဒါကရေရှည်ကိုကြည့်တဲ့အစီအစဉ်ပေါ့ပွဲကြန့်ခိုင်မှုအပြည့်အဝပြန်ရပြီးမှပွဲထွက်ကစားသမားနေရာကိုပြန်ယူနိုင်ဖို့တတိထောပြီးချင်းကပ်ကဲပုံစံမျိုးပါတကယ်တော့ဒီလိုတတိထားပြီးကစားသမားကိုပြန်ခေါ်လာတဲ့ပုံစံကအစ်စ်တော့မဟုတ်ဘူးเนาะနီးပြ Ruben Amorim ရဲ့ပုံစံကတီလိုပဲအရင်က Lisandro Martinez ဒဏ်ရာကနေပြန်ကောင်းလာတော့ကလည်းတီလိုပဲအရန်ခုံကနေဖြည်းဖြည်းချင်းပြန်ပြီးအသားကျအောင်လှုပ်ပေးခဲ့တာလေဒါကဒဏ်ရာချက်မရအောင်ကစားသမားရဲ့အနာဂတ်ကိုကာကွယ်ပေးတဲ့နီးလန်းတစ်ခုပါပဲဟုတ်ပြီနောက်တစ်ပိုင်းအခု Sesko ပြန်လာတဲ့အချိန်ကဘာလို့ဒီလောက်အရေးကြီးနေရတယ်လဲပြောရင်သူ့ရဲ့ comeback ကကဲကိုအချိန်ကိတ်ဖြစ်နေလို့ပါဘာကြောင့်လဲဆိုတာကိုကြည့်လိုက်အောင်သူဒီရာဒီမှာကစားခဲ့ရတဲ့မိနစ်ကိုချိလိုက်ပါ616မိနစ်ပဲရှိသေးတယ်အဲ့ဒီအချိန်တိုလဲအတွင်းမှာပဲသူကဂိုး3ချိန်မှာတိုက်ရိုက်ပါမပတ်သက်ထားတယ်ဂိုး2ဂိုးသွင်းပြီးတကူဖန်တီးပေးထားတာဒါကသူကွင်းနဲ့ရောက်တာနဲ့ဘလောက်အချိုးတက်ရောက်မှုရှိလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြနေတာပဲအဲ့လိုလေသူ့ရဲ့ဒီလိုကူညီနိုင်စွမ်းကအခုအချိန်မှာလိုအပ်ဆုံးဖြစ်နေတာသူ့ကိုကန်ရလို့ဝမ်းတာတယ်ဆိုတာထက်သူကမရှိမဖြစ်လိုအပ်နေတဲ့ကစားသမားဖြစ်နေရပါဘာလို့လဲဆိုတော့အတင်းရဲ့တိုက်စစ်ပိုင်းမှာမကြခင်အခက်အခဲကြီးတစ်ခုကြုံရတော့မှမို့လို့အဲ့ဒါကဘာလဲဆိုတော့ African နိုင်ငံများဖလားကပန်ပွဲကြမှာကျွန်တော်ရဲ့တိုက်စစ်စားသမားဖြစ်တဲ့ Brian Bemo နဲ့ Amad Diallo တို့နဲ့ရောလုံးကသူတို့နိုင်ငံအသင်းတွေအတွက်သွားကစားပေးရတော့မှာဆိုတော့တလနီပါလောက်အသင်းမှာသူတို့ရှိမှာမဟုတ်ဘူးဒါကတိုက်စစ်ပိုင်းအတွက်တကယ်ကိုကွက်လက်ကြီးတစ်ခုဖြစ်လာမှာပါအဲ့ဒီတော့ Sesko ရဲ့ပြန်လာခြင်းကဒီကွက်လက်ကိုအန်ကိုက်ဝင်ပြီးဖြည့်ပေးလိုက်တယ်လို့ပါပဲ Bemo နဲ့ Diallo တို့မရှိတဲ့ဒီခက်ခဲတဲ့ကာလမှာSesko က United ရဲ့တိုက်စစ်ကိုဥဆောင်ဖို့အဓိကတာဝန်ရှိဖြစ်လာနိုင်ခြင်းအများကြီးရှိပါတယ်။ဆိုတော့နောက်ဆုံးအနေနဲ့စဉ်းစားကြမေးခွန်းတစ်ခုထားခဲ့ချင်ပါတယ်။သူ့ရဲ့ကွင်းထဲကစွမ်းဆောင်ရည်တွေပြီးတော့အသင်းရဲ့လက်ရှိအရေးတကြီးလိုအပ်ချက်တွေဒါဒီအားလုံးကိုပေါင်းကြည့်လိုက်ရင် Benjamin Sesko ရဲ့ပြန်လာခြင်းကဒီလာမဲ့ဆောင်ရည်မှာ Manchester United ရဲ့တိုက်စစ်ပိုင်းတစ်ခုလုံးကိုလုံလုံပဲမဲ့ထောချက်တစ်ခုဖြစ်လာနိုင်မလားဆိုတာပါပဲ။